ဆွေမျိုးတွေထဲကနေပြီးတော့ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်နော်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တွေတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့နော်ပြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလှုပ်လေလှုပ်ထားရှိကြတယ်နော်တမန်တော်ဘပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋ္ဌာဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကိုယ့်အတွက်အလှအမျှဝေနိုးအမျှဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေသင့်တဲ့ကိစ္စတစ်ခုပေါ့မတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုရင်ပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမိတာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလှုပ်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေဂန်ဒီမှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်တခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတရံသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလှင်လင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်